လူဘဝရောက်လာတဲ့အခါမှာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်မိဘနှစ်ပါးပဲအဲ့တော့မိဘနှစ်ပါးနဲ့ပတ်သက်လာလို့ရှိရင်မလုပ်သင့်တာကဘာလို့ဆိုရင်မိဘကိုပြန်ပြောတာတို့မိဘကိုရန်တွေ့တာတို့မိဘကိုကျေးဇူးကမ်းတာတို့မိဘစကားနားမထောင်တာတို့ဒါတွေကမလုပ်သင့်ဘူးမယုံသေးမလေးစားလို့မိဘကိုယ့်ရဲ့ပညာနည်းခြင်းနဲ့နည်းလိမ့်မယ်ဒါကတော့မိဘအတိုင်းမိဘဖြစ်တာနဲ့ကိုယ့်ရဲ့ပညာတတ်လိမ့်မယ်လို့တော့ဒီလိုတော့ပြောလို့မရဘူးနော်အဲ့တော့ကိုယ့်ရဲ့ပညာမတတ်ဘူးဆိုပြီးတော့မိဘကိုစော်ကားလို့မရဘူးသူကမိဘဘာဖြစ်လို့တော့ဆိုကိုပညာတတ်တာကိုကမိဘကကိုယ့်ကိုလူဖြစ်အောင်မွေးလာလို့ကိုပညာတတ်တာဟုတ်ဒါကြောင့်မို့လို့ဣမတ္တလောကတ္တဓာတ်တိတာရောလို့မြတ်စွာဘုရားဟောတာဒီလောကကြီးလာခွင့်ပေးလိုက်တာဒီလောကကြီးနဲ့